Once human game မှာအတေးထွက်ရှိလာတဲ့ Life of Crave Scotian Craving ကိုကျွန်တော်တို့စောနေတဲ့ brother တယောက်ရဲ့အကောင့်မှာဝင်ရောက်ဖောက်ပြီးတော့မှာဖြစ်ပါတယ် Chriskin 3000ကျော်ထည့်ထားပြီးတော့ brother တို့အနေနဲ့ Chriskin ဝယ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram channel မှာလာရောက်ဝယ်လို့ရပါတယ် Life of ဖောက်တဲ့အခါတန်းကျော် Chriskin 1600ကုန်မယ်အစား Chriskin 800ပဲကုန်အောင်ဘယ်လိုလုပ်အောင်လဲဆိုတာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် Life for ဟာ3ခုရှိတဲ့အတွက် Life for 3ခုလုံးမှာကျွန်တော်ခုပြထားတဲ့ Life for Ingo ကိုတန်းကျော် Chriskin 800နဲ့အချိန်30သာဝယ်လို့ရမှာဖြစ်ပါတယ်အချိန်20ဖောက်ပြီးတိုင်း Life for ချန်တစ်လုံးရမှာဖြစ်ပါတယ်အချိန်40ဖောက်ပြီးသွားတဲ့အချိန်မှာ Life for ချန်2တုံးပဲပေါက်တာကိုတွေ့ရမှာဖြစ်ပါတယ်။ချန်ရဲ့ Chriskin 600ကျော်ကျန်တော့တစ်ချိန်ကို Chriskin 160နဲ့4ချိန်သွားလိုက်ပါတယ်။အားလေဘာမှပေါက်အားနဲ့ Chriskin 1900ကျော်ထည့်ပြီးတော့တန်းတော့ Chriskin 1600ပေးပြီးတော့ဖောက်လိုက်တဲ့အခါမှာတော့Life for ချန်ပေါက်သွားပြီဖြစ်ပါတယ်အဲ့တော့အားလုံးပေါင်း total Chriskin 4900မြန်မာငွေနဲ့ဆိုရင်2,900ကျော်ကုန်မျိုးမှာဟာပေါင်းပေါ် Life for ချန်3လုံးနဲ့လဲပြီးတော့ရရှိရွာကြီးပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲ one human game နဲ့မှာ Life for ဖောက်တဲ့အခါ Chriskin ဘယ်လောက်ကုန်လဲဆိုတာအကြမ်းမြင်သိလောက်ပြီးထင်ပါတယ်အဲ့တော့အားလုံးပဲနောက်ဝီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲဖိုင်ပါ